ထောကားထဲမှာကျွန်တော်တို့ဆက်တွေ့ခဲ့တဲ့ Loki အခုတော့သူဟာချီတာရီဂရိုတာရဲ့ခေါင်းဆောင်သည့်အာသာနဲ့တွားတွေ့နေပါပြီသူတို့ကြမှာအပေးယူတစ်ခုရှိတယ်အစွမ်းထလာတဲ့ Tesseract ကိုယူပေးနိုင်ရင်ကဘာကြီးကိုတင်ပိုက်ဖို့ Loki ကိုစစ်တပ်တစ်ခုပေးမယ်တဲ့တစ်ဖက်မှာလည်း SHIELD အကြီးအကဲ Nick Fury နဲ့ Maria Hill တို့ဟာအရေးပေါ်ရွှေ့ပြောင်းနေရတဲ့သူတေသနာစခန်းတစ်ခုကိုရောက်လာခဲ့ပါတယ်အဲ့ဒီမှာ Dr. Selvig က Tesseract ကိုစမ်းသပ်နေတာပါအေဂျင့်ကိုဆန်ကတော့ဒီအရာဝတ္ထုကြီးစီခနဲ့ထူးဆန်းတဲ့စွမ်းရည်နှီးထွက်နေပြီလို့တတိပေးနေပါတယ်ရုပ်ကြီးရဆိုသလို Tesseract ကြီးကအလိုလိုနိုးထားလာပြီးဝမ်ဟိုးတစ်ခုပွင့်သွားခဲ့တယ်အဲ့ဒီကနေတဆင့် Loki တယောက်ကဘာမြစ်ကိုခြေချလိုက်ပါပြီသူဟာ Tesseract ကိုလူယူလိုက်ပြီးသူ့ရဲ့မော်တော်ကောက်ကိုထုံပြီးတော့အားလုံးကိုတုံလို့စေခဲ့ပါတယ် Loki က Dr. Selvig နဲ့ Clint Barton တို့ကိုသူ့လက်အောက်ခံဖြစ်အောင်အပိုင်ချုပ်ပြီးထွက်ပြေးဖို့ကြံစီလိုက်ပါပြီဒီအခြေအနေကိုတုံ့ပြန်ဖို့ Nick Fury တယောက် Avengers စီမံကိန်းကိုပြန်အသက်သွင်းလိုက်ရတော့တာပေါ့ Natasha Romanoff ကကာမရောင်ချီကိုခြေရခံပြီး Tesseract ကိုရှာနိုင်ဖို့ Bruce Banner ကိုကလကတာအထိတွားခေါ်ပါတယ်တစ်ဖက်မှာလည်းကိုဆန်က Tony Stark စီတွားပြီး Savage ရဲ့သူတေသနအနီကိုစစ်ဆေးခိုင်းတယ်လို့ Fury ကိုယ်တိုင်လည်း Captain America စီကိုတွားပြီး Tesseract ကိုပြန်ရှာဖို့တာဝန်ပေးလိုက်ပါတယ်ဂျာမနီက Stark မှာတော့ Loki ကလူအုပ်ကြီးကိုအာယုံလွဲထားတော့ Barton က Tesseract ရဲ့စွမ်းအင်ကိုတည်ငြိမ်စေမဲ့ Iridium ကိုခိုးယူသွားပါတယ်အဲ့ဒီမှာတင် Loki နဲ့ Captain America Iron Man တို့ထိပ်တိုက်တွေ့ပြီးတိုက်ပွဲကထပ်ဖြစ်ပြန်ပါတော့ဂျာမနီက Stark မှာတော့ Loki ကလူအုပ်ကြီးကိုအာယုံလွဲထားတော့ Barton က Tesseract ရဲ့စွမ်းအင်ကိုတည်ငြိမ်စေမဲ့ Iridium ကိုခိုးယူသွားပါတယ်အဲ့ဒီမှာတင် Loki နဲ့ Captain America Iron Man တို့ထိပ်တိုက်တွေ့ပြီးနောက်ဆုံးမှာတော့ Loki တယောက်တဖမ်းခံလိုက်ရတာပေါ့ဒါပေမဲ့ Loki ကိုခေါ်သွားတဲ့လမ်းမှာသူ့အကို Thor ကရုတ်တရက်ရောက်လာပြီး Loki ကိုလူသွားပါတယ် Thor က Loki ကိုနောင်တရအံဖြော်ပြီး S ကပြန်ခေါ်ဖို့စ조사ပေမဲ့ Iron Man နဲ့ထိပ်တိုက်တိုးပြီးတိုက်ပွဲကထပ်ဖြစ်ပြန်ပါရော Thor နဲ့ Captain America က Loki ကိုဖမ်းပြီး Helicarrier စစ်တင်ဘောကြီးပေါ်ခေါ်လာခဲ့ Loki ကိုအချုပ်ထဲထည့်ထားတော့ Stark နဲ့ Banner ကပျောက်နေတဲ့ Tesseract ကိုအပူတွေပြင်လိုက်ရှာကြတာပေါ့ဒါပေမဲ့အခြေအနေကတင်းမာလာတဲ့ Loki ကိုဘယ်လိုကင်တွယ်မလဲဆိုလာနဲ့တင်အဖွဲ့ထဲမှာအချောင်းထွင်နေပြီအစိုးဆုံးကတော့ SHIELD က Tesseract ကိုတုံးပြီးကြိုသားတွေကိုတိုက်ဖို့အဖြစ်စွမ်းဟာပြင်လက်နက်တွေလူဝက်ထောင်နေလာတီးထွားတဲ့အချက်ပဲအားလုံးအကြီးအကျယ်စကားများကုန်ကြတာပေါ့အဲ့ဒီအရှုပ်ထွေးကြားထဲမှာပဲ Loki ရဲ့လက်ပါစီဖိနေတဲ့ Barton တို့အဖွဲ့က Helicarrier ကိုဝင်တိုက်ပါလေတော့အင်ဂျင်တွေပြက်ကုန်ပြီးပြန်ထမ်းနေတဲ့တင်ပေါ်ကြီးပြုတ်ကျတော့မယ့်အခြေအနေအဲ့ဒီမှာတင်ဘန်ဒါလည်းစိတ်ထိန်မရတော့ပဲဟောက်ကြီးအတွင်ပြောင်းပြီးတောင့်ကျမ်းတော့တာပဲ Stark နဲ့ Cap ကပြတ်နေတဲ့အင်ဂျင်ကိုအသက်လူပြီးပြင်ရတယ်လို့ Thor ကလည်းဟောက်ကိုမနေတာနေရတယ်တစ်ဖက်မှာလည်း Black Widow က Barton ကိုတတိပြန်ဝင်လာအောင်တိုက်ခိုက်ပြီး Loki ရဲ့စိတ်ညစ်မှုကိုဖျက်တောင်းလိုက်နိုင်ခဲ့တယ်ဒါပေမဲ့အားလုံးနောက်ကျသွားခဲ့ပြီ Loki ကကိုဆန်ကိုသက် Thor ကိုလည်းကောင်းကင်ပေါ်ကနေပစ်ချပြီးထွက်ပြေးသွားခဲ့တယ် Hulk ကလည်းတိုက်လေရင်သစ်စင်ကိုဖျက်ဆီးပြီးမြေပြင်ပေါ်ပြုတ်ကျသွားခဲ့ပြီနောက်ဆုံးမှာတော့ Nick Fury ကကိုဆန်ရဲ့သိဆုံးမှုကိုအသုံးချပြီးစိတ်ဝမ်းကွဲနေတဲ့ Avengers အဖွဲ့ကိုပြန်ဆူဆီးလိုက်တယ်ဒါဟာသူတို့အားလုံးတစိတ်တဝမ်းနဲ့တိုက်ပွဲဝင်ဖို့ဖြစ်လာမဲ့တခုတည်းသောအကြောင်းဖြတ်ချက်ပဲပေါ့အဖွဲ့လိုက်စုပေါင်းလိုက်တဲ့အခါ Stark နဲ့ Rogers တို့တခုတိလိုက်ပြီး Loki တက်ကသူတို့ကိုနိုင်ယုံတယ်မလုံလောက်ဘူးတကဘာလုံးရှိမှသူတို့ကိုဒူးထောက်ခံပြီးမှကဘာဘီရင်အဖြစ်အတိမပြုခံချင်နေတာ Stark Tower ပေါ်တဲ့မှာ Loki က Tesseract ကိုတုံးပြီးဟင်းလင်းပင်ပေါက်ကြီးကိုဖွင့်ချလိုက်ပြီးအဲ့ဒီကနေအာကာသထဲကချီတော်ရီစစ်တပ်ကြီးကဘာပေါ်ကိုအလုံးရင်းနဲ့ကျူးကျော်လာတော့တာပဲနယူးယောက်မြို့လေကောင်းမှာ Avengers အဖွဲ့သားတွေစုပြီးအစွမ်းကုန်ခုခံနေပေမဲ့ရန်သူကတတုပ်ပြီးတတုပ်မကုံနိုင်မခန်းနိုင်ဆင်းလာနေတာအဲ့ဒီအချိန်မှာပဲ Bruce Banner ရောက်လာပြီးတခါတည်း Hack အဖြစ်ပြောင်းလဲလိုက်တယ်ကဲအခုဆိုရင် Steve Rogers Tony Stark Thor တို့နဲ့အတူ Avengers တွေလူဆုံးသွားပြီတစ်ဖက်မှာ Clint နဲ့ Natasha တို့ကအယက်သားတွေကိုကဲထုတ်ရင်းချီတော်လီစစ်တပ်ကိုအပြင်းအထန်ခုခံနေကြတယ်အဲ့ဒီအချိန်မှာ Hulk ကလည်း Loki ကိုကြွေသွားပြီးနတ်ဖျားဆိုတာတော့မဲ့သွားရလောက်အောင်အလဲအကွဲကွဲထိုင်ထူတော့လာပဲ Natasha ကဝမ်ဟိုဆက်စီရောက်သွားတဲ့အချိန်မှာစိတ်ထင်းချုပ်ခံထားရတဲ့ Dr. Selvig ကတတိပလန်ရလာပြီး Loki ရဲ့လန်ဒန်ထဲမှာဒီဆက်ကိုပိတ်လို့ရမယ်ဆိုတာကိုပြောပြလိုက်တယ်ဒါပေမဲ့အခြေအနေတွေကပိုဆိုးလာတယ်အထက်ကလူကြီးတွေကဒီကျူးကျော်မှုကိုအဆုံးသတ်ဖို့ဆိုပြီးမဟက်တန်မြို့လေကောင်းကိုနျူကလ িয়ার ဒုံးကျည်နဲ့လမ်းပစ်လိုက်ကြရောအဲ့ဒီမှာ Stark တယောက်အသက်နဲ့ညင်းပြီးဒုံးကျည်ကိုလှန်ဖမ်းဝမ်ဟိုထဲကိုဇွတ်တိုးဝင်ပြီးချီတော်ရီမိခင်တင်ပေါ်ကြီးစီကိုသွားတိုက်လိုက်ကြဗျာပေါက်ကွဲမှုကြီးဖြစ်သွားပြီးချီတော်ရီတာတွေအကုန်လုံးအစွမ်းကုန်သွားပြီမဲ့ Stark ရဲ့ဝတ်စုံကပါဝါကုန်သွားတယ် Natasha ကဝမ်ဟိုကိုပိတ်လိုက်တဲ့အချိန်လေးမှာပဲ Stark ကအာကာသထဲကနေအချိန်နဲ့ပလန်ကြကန်ကောင်းတာက Hulk ကသူ့ကိုမြေပြင်ပေါ်မချခင်အချိန်မီလမ်းဖမ်းလိုက်နိုင်တာပါစက်သိမ်းမှာတော့ Thor က Loki နဲ့ Tesseract ကိုယူပြီး S ကပလန်သွားတယ် Fury ကလည်း Avengers တွေလိုအပ်တဲ့အချိန်မှာအမြဲပလန်လာမှာပါလို့ယုံကြည်ချက်ဖြစ်နေပြောနေတာပေါ့ဒါတင်မဲ့လားဆိုတော့မဟုတ်သေးဘူး credit စကြားထဲမှာ Thanos ဆိုတဲ့လူစွမ်းကောင်းကြီးကကဘာကိုတိုက်ခိုက်ဖို့နောက်ွယ်ကနေဂျိုးကန်နေတာကိုစတွေ့လိုက်ရတယ်နောက်ဆုံးပိတ်ကားပြီးချိန်မှာတော့ Avengers တို့သားတွေ Stack အရင်ကပြောခဲ့သလိုပဲရှာဝါမာဆိုင်မှာလူစုံတက်စုံနဲ့တိတ်တိတ်ဆိတ်ဆိတ်ထိုင်စားနေကြတဲ့မြင်ကွင်းလေးနဲ့ဇက်သိမ်းတော့ပါတော့တယ်